အခမဲ့သားကြောဖြစ်တယ်ပေါ့နော်ကျွန်တော်တင်ထားတဲ့ post လေးတွေကြည့်ပြီးတချို့ကတော့ကျွန်တော်ပြောသလိုသွားပြီးအဲ့အဖွဲ့အစည်းတွေရှိဆက်သွယ်ကြတယ်တချို့ကြောင့်လည်းမသိသေးဘူးပေါ့နော်အခုဒီဒီဇင်ဘာမှာမန္တလေးမှာလုပ်ပေးမယ်ခင်ဗျမန္တလေးမှာအခုလာမယ်73 14 15ကိုမန္တလေးချမ်းမြတာစီမှာလုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျဒီအဖွဲ့ကိုတားသက်ချလုပ်ဖို့အတွက်ကဘယ်လိုခွေးမျိုးလေးတွေပဲလုပ်ပြီးလို့ရတယ်ဆိုရင်ကိုအစာကျွေးပေးနေတဲ့ခွေးလေးတွေကိုအနီးနားမှာရှိတဲ့ခွေးလေးတွေပေါ့နော်။ကင်လို့ရတယ်ဖမ်းပြီးလောင်ရင်လည်းထည့်ပြီးခေါ်သွားလို့ရတဲ့ခွေးမျိုးလေးတွေဒါခေါ်သွားပြီးလုပ်ပေးလို့ရပါတယ်ခင်ဗျ။မေးစေးပေးပြီးခေါ်သွားပြီးလုပ်ပေးလို့မရဘူးပေါ့နော်။ဒါကြတော့သူက operation လုပ်မှာတစ်ခါလေးတာကြောဖြတ်ပေးမှာအဲ့မှာအရင်ကဆိုရင်တော့တာကြောဖြတ်ပေးတယ်ခွေးပြန်ကာဝယ်ဆေးတွေထိုးပေးတယ်ကင်ဆာဆေးသွင်းပေးတာတွေမှာလုပ်ပေးတယ်ခင်ဗျ။အသေးစိတ်အချက်လက်တွေသိချင်တယ်ဆိုရင်တော့ဒီ Let's Say the Stream မြန်မာဆိုတဲ့ဒီအဖွဲ့အစည်းရဲ့ Facebook စာမျက်နှာမှာတွားကြည့်ပြီးဖတ်ရှိလို့ရတယ်စုံစမ်းလို့ရတယ်မေးလို့ရတယ်ကျွန်တော်ကကြတော့ဒီအသင်းအဖွဲ့ဝင်မဟုတ်ဘူးเนาะကျွန်တော်ကဒီ information လေးတွေလိုတဲ့လူတွေမသိသေးတဲ့လူတွေလှုပ်ချင်တဲ့လူတွေကိုသိအောင်ဆိုပြီး share လုပ်ပေးတာခင်ဗျလုပ်ပေးမှာတော့အခုလာမယ်73 14 15 62လမ်းချမ်းမြတာစီသွားဘက်ဆိုင်ရာမန္တလေးသွားဘက်ဆိုင်ရာစီတက္ကသိုလ်ဝင်းထဲမှာလုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျ